New Delhi ရဲ့ INE တွားတဲ့လမ်းမှာပေါ့နော်အဲဒီ INE မှာတော့တရုတ်ပစ္စည်းတွေဂျပန်ပစ္စည်းတွေကိုရီးယားပစ္စည်းတွေကုန်ရတယ်နောက်ပြီးတော့အမကအသားငါးတွေလည်းလက်ဆက်တယ်ကောင်းတယ်ပေါ့နော်ဒါဘတ်စီရောကြီးရပါတော့တခါတလေကောင်းတာလေးစားချင်အမတော့ဝယ်ကြတယ်